ဘောမောက်တိုက်စစ်မှုလေးခရိုပီကကောင်းပေမဲ့ United တို့ဒီချက်တွေကြောင့်မခေါ်သင့်ဘူး Ready ဘက်တန်တွေကနေပြန်လဲတင်ဆက်ပေးနေပါတယ်ဒီနေရာဒီမှာ Joshua Zirkzee သာအသင်းကထွက်ခွာသွားမယ်ဆိုရင် Manchester United အနေနဲ့တိုက်စစ်မှုတစ်တယောက်ရှာဖွေရတော့မှာပါ Zirkzee ဟာ2024နေရာဒီကအီတလီစီးရီးကလပ်ဘောလောနာကနေ United ကိုရောက်ရှိလာခဲ့ပေမဲ့ခြေစွမ်းပြသနိုင်မှုတော့ရုန်းကန်နေရသူဖြစ်ပါတယ်ပြီးခဲ့တဲ့နေရာဒီမှာ United က Benjamin Sesko အတွက်ငွေပုံအောသုံးထားသလိုမိုက်ကယ်ကာရီရောက်လာပြီးနောက်ပိုင်းမှာလေ Bryan Mbeumo ကတိုက်စစ်မှုနေရာမှာပွဲထွက်ခွင့်တွေအများကြီးရနေခဲ့တာပါဒါအပြင်ဥရောပပွဲစဉ်တွေမရှိတာနဲ့ပြည်တွင်းဖလားတွေကနေစောစောစီးစီးထွက်ခွာသွားခဲ့ရတာတွေကြောင့် Zirkzee အတွက်ကစားခွင့်ရချိန်ကတကယ်ကိုနှဲပါခဲ့တာပါအခုဆိုရင် United ဟာဘုံမောက်တိုက်စစ်မှု Ele Junior Kropi ရဲ့ခြေနေကိုစောင့်ကြည့်နေပြီးတော့ဒီနေရာဒီမှာသူ့ကိုခေါ်ယူနိုင်မှုတဲ့မျှော်လင့်နေတယ်လို့သတင်းတွေကဖော်ပြလာကြပါတယ်အသက်19နှစ်အရွယ်ပြင်သစ်ကျယ်ပွင့်လေး Kropi ကပရီးမီးယားလိဂ်ပွဲဥအတွက်ရာသီမှာ10ဂိုးထိသွင်းထားပြီးအဲ့ဒီက2ဂိုးက United ဘက်ကိုသွင်းခဲ့တာပါ Kropi ရဲ့ပြောင်းရွှေ့ကြီးကတော့ပေါင်တန်း90နဲ့60ကြားမှာရှိနေတာပါ Zirkzee အနေနဲ့ကတော့ဒီရာသီပရီးမီးယားလိဂ်မှာမိနစ်900ကျော်လောက်ပဲကစားထားရတာကြောင့်လာမယ့်ကမ္ဘာဖလားအတွက်နယ်သာလန်အသင်းလူချင်းမှာပါဝင်မှုတောင်မှမသေးကြသလောက်ပါပဲဒါကြောင့်ဇန်နဝါရီတုန်းက Zirkzee ကိုအလေးနဲ့စိတ်ဝင်စားခဲ့တဲ့ရိုမာအသင်းစီကိုပဲဖြစ်ဖြစ်ထွက်ခွာသွားဖို့ရှိနေပါတယ်ဒါပေမဲ့ဝေဖန်သူတွေကတော့ Kropi ကအရည်ချင်းရှိပေမဲ့ United အခုချိန်မှာခေါ်တင်တဲ့တိုက်စစ်မှုမျိုးမဟုတ်ဘူးလို့မြင်နေကြတာပါဘာလို့လဲဆိုတော့ United မှာ Sesko လိုလူငယ်တိုက်စစ်မှုရှိနေတယ်လို့ Academy မှာလည်းတောက်ပနေတဲ့လူငယ်လေးတွေရှိနေတာကြောင့်အတွေ့အကြုံရှိတဲ့ဝိုင်းရင်တိုက်စစ်မှုတယောက်ကိုပဲခေါ်တင်တယ်လို့ယူဆနေတာဖြစ်ပါတယ်နောက်ပြီးတော့ Kropi အတွက်သုံးရမယ့်ပြောင်းရွှေ့ကြီးကလည်းမနေတာကြောင့် United အနေနဲ့တခြားအရေးကြီးတဲ့နေရာတွေကိုအရင်ဆုံးဦးစားပေးတင်တယ်လို့သုံးသပ်နေကြတာပါဒီကနေ့တင်ဆက်မှုတွေလောက်ပါပဲနောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျာ